ဆိုတော့ရေမွေးနဲ့ပတ်သက်လာရင်ခမရနှာခေါင်းနဲ့ကျွန်တော်နှာခေါင်းနဲ့လည်းမတူခမရကြိုက်နဲ့ကျွန်တော်ကြိုက်နဲ့လည်းမတူနိုင်အဲ့ဒါသိဖို့လိုတယ်ဆိုတော့ reviewer တယောက်ကဒီနံလေးကမိုက်လိုက်တာဒီနံလေးကမိုးရည်တဲ့ဖြတ်သွားနေတယ်လို့မျိုးဒီနံလေးကဟိုပြောရရင်နတ်သမီးအီးပေါက်လိုက်တဲ့အနံလိုမျိုးဒါမျိုးတွေပြောကြတာမျိုးရှိတာပေါ့ဒီနံလေးကဘယ်လိုမျိုးလေးဆိုတဲ့ဟာမျိုးတွေကသူတို့လည်းဟိုသူတို့ဘာသာခံစားရတာလည်းဖြစ်ချင်းဖြစ်လိမ့်မယ်တခြား reviewer တွေတခြားဟိုပြောရရင်နိုင်ငံခြား reviewer တွေပြောတာတွေကိုပြန်ပြီးတော့ဘာသာပြန်ပြီးပြောတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ပြီးရင်တော့သူတို့တွေကတော့တကူကောင်းတာတဲ့အထဲမှာဘာတွေပါတယ်ညာတွေပါတယ်ကျွန်တော်ရေမှုနဲ့ပတ်သက်ရင်ဘာပါညာပါကျွန်တော်စိတ်ဝင်စားအောင်ကျွန်တော်နန်းဆန်းကြည့်တယ်ကြိုက်တယ် long lasting လေးဆင်ပြေတယ်ဆိုကျွန်တော်ဝယ်တယ်ရေမွေးဆန်းကြည့်တယ်ဒီရေမွေးကငါ့ကိုခေါင်းနောက်စေတယ်ဆိုရင်ကျွန်တော် no bye bye လည်းမကြည့်ဆိုတော့လောလောဆယ်ကျွန်တော်လက်ရှိတုံးနေတဲ့ရေမွေးကဟိုပြောရရင်တက်မအေးတဲ့မွေးတဲ့ညီကို2ယောက်တော့ ombre leather တုံး4ကထွက်တယ် ombre leather ကိုမှဒီကောင်က EDP ဒီကောင် perform အဲ့လိုပြောရမယ်နော်ဆိုတော့ကျွန်တော်ဒီကောင်လေးရင်ဝယ်တယ်ဒီကောင်ဝယ်ရင်ဝယ်တယ်ဒီကောင်ဝယ်တာကသူ့ကိုကြိုက်လို့ဝယ်တာသူ့ကိုကျွန်တော်သွားဆန်းတယ်ဆန်းချင်းမှာဟိုဆိုင်မှာသွားဆန်းတော့အနိုင်ကြီးကဘာကြီးလဲပေါ့တက်စီနာလို့ဒီဇိုင်နာလို့ကြီးပေါ့နော်ဒါပေမဲ့ကျွန်တော်2ဆိုင်3ဆိုင်လောက်ဖြတ်သွားပြီးတဲ့အချိန်မှာအဲ့အနံကနေရလိုက်တယ်ကျွန်တော်စီပြန်ရလိုက်တဲ့နံကဆောင်းရမ်းကောင်းတယ်ဆိုတော့အဲ့နဲ့ဟာတွန်ဖိုးကမိုက်တာပဲ ombre leather ဆိုပြီးကျွန်တော်ဒီကောင်လေးကိုကြိုက်ခဲ့တာကြိုက်လို့မို့လို့တကယ်တမ်းကျွန်တော် online purchase လုပ်ပြီးတော့မှားလာဖြစ်တိုက်တော့ကျွန်တော် perfume ကိုဝယ်ဖြစ်သွားတယ် perfume ကိုသုံးနေရင်ကျွန်တော် YouTube တွေမှာဒီဟို reviewer တွေနဲ့ကျွန်တော်လိုက်ပြီးတော့ဟိုဒီကောင်ရဲ့ compliment လိုက်မေးတဲ့လူတွေပေါ့နော်လိုက်မေးတဲ့လူတွေကြည့်တော့ကြတော့10ယောက်မှာလူ9ယောက်လောက်ကဒီအမဲကောင် EDP ကိုညွှန်းတယ်နောက်ထပ်လူနည်းနည်းလောက်ကပဲ perfume ကိုကြိုက်တယ်ဒါပေမဲ့တချို့ကကြလည်း perfume ကြိုက်တယ်လို့ရှိတယ်ကျွန်တော်ကတော့ perfume ကိုပိုကြိုက်တယ်တချို့က EDP ကိုကြိုက်တယ်နှစ်ခုလုံးကအနံ့လေးတူတူပဲရန်ကြီးမကွာ EDP ကပို့ပြီးတော့ smooth ဖြစ်တယ်ခင်ဗျဆန်းဖြန်းလိုက်တာနဲ့ဖြန်းချင်းကို EDP ကသူ sweet ဖြစ်သွားတယ်သူ့နံလေးတင်းလေးမှုေးပြီးတော့ sweet ဖြစ်သွားတဲ့ဟာလေးကစိတ်ကျဉ်တဲ့မှုတန်းပြီးတော့ရစေပြီးတော့သူလည်းအနည်းဆုံးဟို6 to 8 hours လောက်ခံတယ်ကျွန်တော် aircon ခံလို့ထဲမှာပေါ့နော်သူကကြတော့ဆွတ်ချင်းမှာပြောရရင်ခင်ဗျရေမွေးတဲ့နဲ့မရဖြန်းလိုက်မရအဲ့ချိန်မှာခင်ဗျဓာတ်စီနံလို့ဘာလို့ရလိမ့်မယ်ဖြန်းလိုက်မရဒါပေမဲ့နည်းနည်းလေးကြာသွားပြီးတဲ့နောက်မှာသူကသူ့ရဲ့ဟို longevity ကောင်းတယ်သူ့ရဲ့ဟိုအနံ့ကအဲ့ချိန်ကြာမှာပေါ်လာပြီးတော့ပြောရရင်အဲ့ချိန်ကြာပေါ်လာပြီးတော့အဲ့ဒီပေါ်လာတဲ့အနံ့ကအကြာကြီးတွေအဲ့တိုင်းပဲသူကတန်းနေအောင်သွားတာမျိုးကျွန်တော်သူ့ကိုကြိုက်တယ်ဆိုတော့ခင်ဗျဒီ ombre leather ကိုကြိုက်လို့နှလုံးဝယ်ခြင်းမီဟေးဆိုဘယ်လုံးဝယ်ရမလဲဆိုတာသိချင်ရင်ချက်ချင်းပဲသုံးပြီးတော့ခင်ဗျဟိုအနံ့ကိုစီးဖြစ်ခြင်းနဲ့ချက်ချင်းပဲတက်မှုေးခြင်းနဲ့မှုေးတာလေးကိုမှညင်ညောင်လေးနဲ့မှုေးခြင်းနဲ့ဆိုသူ့ကိုဝယ်အဲ့လိုမှမဟုတ်ပဲ ombre leather လည်းကြိုက်တယ်ဗျာကျွန်တော်နည်းနည်းလေးကျွန်တော်တော့ဟိုပြောရင်ဘူးပူဖြစ်တာမျိုးလိုချင်တယ်ပေါ့နော်ဟိုပြောရင်ပို့ပြီးတော့တစ်လျှောက်လုံးခက်ကြမ်းမှုေးနေတာမျိုးပေါ့သူများရင်ကောင်းတော့ဆရာတော့မရှိဘူးကျွန်တော်လည်းကောင်းတော့တာမျိုးမကြိုက်ဆိုတော့ဒါမဲ့ဒါကျွန်တော်ရဲ့နှာခေါင်းကိုပြောပြတာပေါ့နော်ဆိုတော့ကျွန်တော်ကတော့သူ့ကိုကြိုက်တယ်ဒီနှလုံးထဲမှာဘယ်ဟာကိုခင်ဗျားတို့ဝယ်တင်လဲဆိုရင်ကျွန်တော်တို့ဟိုနှလုံးလုံးဝယ်တင်တယ်ဆိုတော့ခက်ကြမ်းခက်ရှာကိုကြာရင်သူ့ကိုချအဲ့လိုမှမဟုတ်ဘဲနဲ့ smooth ဖြစ်တာမျိုးလိုချင်တယ်သူ့ကိုချဆိုတော့ကျွန်တော် blind band ဝယ်မဲ့လူတွေအတွက်ကျွန်တော်ဒါအချမ်းပေးတာပါနှလုံးလုံးကောင်းတယ်ကျွန်တော်တော့ကြိုက်တယ်ဒီနှလုံးလုံးကကျွန်တော်တို့ဘယ်လိုလူတွေအတွက်လိုက်မလဲဆိုရင်35အသက်35ပေါ့နော်အသက်35အထက်ကျွန်တော်လူလက်ပိုင်း35နဲ့45ကြားလူလက်ပိုင်းတွေအတွက်တင့်တော်တဲ့ရေမွေးလို့ပြောလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရေမွေးမရောင်းပါဘူး